မင်္ဂလာပါစကားမပြောရတာတော့ကြာပါပြီဒီနေ့ပြောစရာလေးရှိလို့လိုင်းမော်တက်လာခဲ့တာပါရှင်စက်ရုံတွေမှာအလုပ်လုပ်တဲ့အခါအလုပ်သမားကောင်းဆောင်တွေကပြောတဲ့စကားတွေရှိရပေါ့နော်အလုပ်သမားတစ်ယောက်ကနေမကောင်းလို့ခွင့်တိုင်ရင်သူတို့ကဆေးထိုးဆေးကမ်းပြပြီးရင်အလုပ်ဆင်းလာခဲ့အဲ့လိုပြောတယ်တချို့ကကြတော့ခွင့်မတိုင်ဘူးကိုဟာနဲ့ကိုဓာတ်စားရည်လေးဘာလေးဖြောပြီးတော့သွားတယ်အဲ့ဆိုတော့ဒီဟာလေးလောက်တာကိုဒီဓာတ်စားရည်တောင်ဖြောလာရတာလားတယောလိုနဲ့ပြောတဲ့စကားတွေရှိရပေါ့နော်အဲ့တော့ကျွန်မပြောချင်တာကလေအောက်ရှည်ဝန်ထမ်းအလုပ်သမားယောဂမဖြစ်ရတော့ဘူးလားချစ်ကျမတို့စင်းရဲသားတွေမှာလေအဲ့ဒီနေမကောင်းဖြစ်တဲ့အချိန်လေးပဲတက်တောင့်တက်တာနားရတာရှင်နေမကောင်းဖြစ်တဲ့အချိန်ကလေးမှာပဲမြန်ကောင်းပါစေဆိုပြီးတော့ခန္ဓာကိုယ်ကြီးကိုအနာပေးရတာဒါလေးကိုကိုရှင်းမစားမနာဘဲနဲ့ကိုဖြစ်တာမဟုတ်တိုင်းကိုစကားကိုတရားလက်လို့ပြောတာတော့မကောင်းဘူးပေါ့နော်ကျေးဇူးပြုပြီးအဲ့ဒါလေးကိုဆင်ခြင်ပြီးပြောပေးကြပါကိုရှင်းစာပေးကြပါလို့မေတ္တာရက်ခံချင်ပါတယ်ရှင်